ကိုယ့်ရဲ့မျက်နှာမှာဒီလိုမျိုးအဖုလေးတွေပေါက်နေတယ်အဲ့တော့အဖြူဘူးလေးတွေကန်ကြည့်တော့လဲထပ်မှာအဖုလေးတွေအဲ့တော့ဝက်ချန်လိုမျိုးညှစ်လို့လည်းမရဘူးညှစ်တဲ့အခါမှာလည်းအထက်ကဘာအဆန်မှမထွက်ဘူးအဲ့တော့ဖြစ်တာလည်းကြာပြီဘလို့ကုသရမှန်းလည်းမသိဘူးအဲ့တော့ဒီလိုလူတွေအတွက်ဒီနေ့မှာကုသလို့ရတဲ့နီလန်းနေနဲ့ဒီဆောင်းရရှောင်းတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကတော့အလှပရေးရဘုဒ္ဓတာတွေမျှဝေပေးနေတဲ့ထောက်တောင်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီအဖုလေးတွေကိုကျွန်တော်ကမီလီယာလို့ခေါ်ပါတယ်အဲ့တော့သူကဝက်ချန်လိုအစီဘူးလိုမျိုးဆင်တူပေမဲ့ဝက်ချန်လည်းမဟုတ်ဘူးအစီဘူးလည်းမဟုတ်ဘူးအဲ့တော့ဘာကြောင့်ဖြစ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့အရေပြားအပေါ်ရန်လွှာမှာရှိတဲ့ keratin လို့ခေါ်တဲ့ဒီ protein ဓာတ်လေးတွေပေါ့ဒီကောင်လေးတွေကနည်းနည်းချင်းစီစုပုံရာကနေပြီးတော့ဒီလိုမျိုးအဖုလေးဖြစ်သွားတယ်ဖြစ်သွားပြီးတော့ကျွန်တော်ဒီပလဲလုံးလိုထပ်သေးသေးအဖူလေးတွေဖြစ်သွားတယ်ကန်ကြီးတော့လည်းထပ်မှာခံစားမိတယ်ပေါ့အဲ့တော့သူ့ရဲ့အရွယ်အစားကကျွန်တော်တို့1ကနေ2မီလီမီတာလောက်ပဲရှိတယ်သေးသေးလေးတွေပဲအဲ့တော့အများစုကဗမာပေါက်လေးရှိလဲဆိုတော့မျက်ခွန်တွေမှာပေါက်လေးရှိရဲအပေါ်မျက်ခွန်အောက်မျက်ခွန်ပြီးတော့နှာခေါင်းပေါ်မှာလည်းပေါက်တတ်တယ်ပြီးတော့တချို့ဆိုနှဖူးတွေမှာလည်းပေါက်တယ်နောက်ပါးတွေမှာလည်းပေါက်လေးရှိတယ်အဲ့တော့ဒီကောင်လေးတွေကဘာအန်တီယမ်မှမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့မျက်နှာမှာတခြားသူကကြည့်လို့ရှိရင်ဒီလိုအဖုတွေရှိနေတော့ကိုယ့်အနေနဲ့နေအရထိုင်ရတာကတိကောက်ဖြစ်တယ်အဆင်မပြေဘူးဆိုရင်တော့ဒါလေးကိုကျွန်တော်တို့ကကုသလို့ရတယ်အဲ့တော့ကုသလို့ရတဲ့နီလန်းကတော့ကျွန်တော်2မျိုးရှိတယ်အဲ့တော့မြန်တက်တာအောင်လုပ်လို့ရတဲ့နီလန်းရှိတယ်နောက်ဖြည်းဖြည်းချင်းနဲ့တက်တာအောင်လုပ်လို့ရတဲ့နီလန်းရှိတယ်နောက်တစ်ခုကတော့ကျွန်တော်ကာကွယ်တဲ့နီလန်းတွေပေါ့အဲ့တော့မြန်တက်တာအောင်လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဆေးကန်းတွေမှာထုံးဆေးလေးလိမ့်ပြီးတော့ကျွန်တော် electrocautery set လေးနဲ့သူ့ရဲ့ထိပ်လေးကိုကျွန်တော်ဖောက်လိုက်တယ်ပြီးတော့အထက်အဆန်လေးတွေကိုကျွန်တော်ညှစ်ထုတ်လိုက်တယ်ပြီးလို့ရှိရင်အထက်မှာကြံခဲ့တဲ့အဆန်တွေရှိရဆိုရင်လည်းပဲဒီ cautery tip လေးနဲ့ကျွန်တော်ဖြည်းဖြည်းချင်းလေးအထက်ဟာလေးဖြတ်ထုတ်ပေးလိုက်တယ်ဒါဆိုရင်တော့မြန်တက်တာသွားတာပေါ့အဲ့တော့ဖြည်းဖြည်းချင်းတက်တာအောင်လုပ်လို့ရတဲ့နီလန်းကတော့ကိုယ့်အိမ်မှာပဲဒီ skin care နီလန်းနေနဲ့ပြုလုပ်ရမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1ကတော့ကျွန်တော်တို့ဒီ adapalene လိုမျိုးဒီ retinoid အုပ်စုဝင်လိန်းစေးတွေလိန်းလို့ရတယ်နောက်တစ်ခုကတော့ retinoid အုပ်စုတွေကပဲ tretinoin လိုလိန်းစေးတွေလိန်းလို့ရတယ်ဒီကောင်တွေကအရေပြားအပေါ်ရန်အလွှာဒီ skin cell အသစ်လဲတဲ့နှုံးကိုမြန်စေပြီးတော့ဒီ keratin plaque တွေကိုဖြည်းဖြည်းချင်းကွာကျသွားစေတယ်အဲ့တော့လာအနှဲငယ်ကြတဲ့အခါမှာဒါလေးကတဖြည်းဖြည်းတက်တာသွားတယ်ပြီးတော့အပေါ်မှာပိတ်နေတဲ့အလွှာလေးကပွင့်သွားပြီးတော့အထက်ကအဆန်လေးတွေကျွန်တော် cleansing လုပ်ရင်းနဲ့အပြင်ကိုထွက်သွားတာအဲ့တော့ဒီလိုနီလန်းနဲ့ကျွန်တော်တို့ဒါ skin care နီလန်းနဲ့လုပ်လို့ရတယ်အဲ့တော့နောက်ထပ်နီလန်းတစ်ခုကတော့ကျွန်တော် chemical peeling လုပ်တာပေါ့အဲ့တော့ peeling လုပ်တဲ့အခါမှာဒီ salicylic acid တို့ glycolic acid တို့ဒီလိုကောင်တွေသုံးပြီးတော့ကျွန်တော် peeling လုပ်လို့ရတယ်အဲ့တော့ peeling ကလည်းဒီအိမ်မှာလုပ်လို့ရတဲ့ peeling လုပ်တဲ့နီလန်းရှိတယ်ကျွန်တော်ဆေးကန်းထဲမှာပြုလုပ်ပေးတဲ့နီလန်းရှိတယ်အဲ့တော့တကယ်တမ်းပြောမယ်ဆိုရင်တော့ဒီ adapalene လိမ့်တာတို့ tretinoin လိမ့်တာတို့ဒီ chemical peeling လုပ်တာတို့ဒီလိုနီလန်းတွေကတော့ကိုယ်သဘောနဲ့ကိုမလုပ်တာတော့ကောင်းတယ်နီးစပ်ရဆေးကန်းမှာဆရာဝန်တွေနဲ့တခြားတိုင်ပင်ပြီးတော့လုပ်တာကတော့ပို့ပြီးတော့စိတ်ချရတယ်မဟုတ်လို့ရှိရင်တချို့အသား6တက်တဲ့သူ sensitive ဖြစ်တတ်တဲ့သူဆိုရင်ဒီလိုလင်းဆေးတွေ peeling လုပ်တာတွေနဲ့ကိုယ့်ရဲ့မျက်နှာအသားရည်ကပိုးဆိုးသွားတတ်တယ်အသားရည်ပျက်စီးတာမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီလိုနီလန်းတွေလုပ်မယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးလုပ်တာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးတွေမဖြစ်အောင်ကျွန်တော်ဘယ်လိုကာကွယ်ရမလဲဆိုတော့ဒီအဓိကတော့နောက်ပိုင်းမှာဒါလေးကိုကျွန်တော်ကုသလိုက်တယ်တက်တာသွားတယ်အဲ့တော့ပြန်မဖြစ်အောင်ကာကွယ်ဖို့အတွက်ဆိုရင်ခုနကကျွန်တော်ပြောတဲ့ adapalene လိမ့်တာတို့ tretinoin လိမ့်တာတို့နောက်ပြီးတော့ chemical peeling ကိုသူ့ရက်နဲ့သူလုပ်ပေးတာမျိုးဒါမျိုးလေးတွေကိုကျွန်တော်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပြုလုပ်ပေးမယ်ဆိုရင်တော့ဒါလေးတွေမဖြစ်အောင်ကာကွယ်ပေးပြီးသားဖြစ်တယ်နောက်တစ်ခုက skin care သုံးတဲ့အခါမှာmoisturizer အရန်ပြစ်တာတွေအစီများတဲ့ moisturizer တွေကိုကျွန်တော်မသုံးမိဖို့အရေးကြီးတယ်အဲ့တော့ moisturizer သုံးတဲ့အခါမှာခက်ကြဲကြဲကိုပဲ lightweight ဖြစ်တဲ့ဟာမျိုးကိုပဲကျွန်တော်သုံးတာပိုကောင်းပါတယ်အခုလောက်ဆိုရင်ဒီမီလီယာအဖုလေးနဲ့ပတ်သက်ပြီးတော့ဒါကုသလို့ရတဲ့နည်းလမ်းတွေကိုသိရှိသွားပြီလို့ယူဆပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် Oraderm Clinic